အားလုံးပဲမြင်လာပါဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီတက် free တော့ပြုနေလေးပဲဖြစ်ပါရဲ့ဗျာဒီတက် free တော့ပြုမှုဆိုရင်မိတ်ဆွေတို့နေပြီး play store ထဲမှာနိုင်မှုဆိုတဲ့ VPN လေးကို download ဆက်ဖို့လိုရပါတယ်ဗျာ okay ပါကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်တော့မယ်နော်လုံးနည်းလေးကိုတခြားလေးကြည့်ပေးပါပထမဦးဆုံးနေပြီး play store ထဲကိုအရင်ဝင်လိုက်ပါ play store ထဲမှာနိုင်မှုဆိုပြီးတော့လက်ရှာလိုက်ရင်ဒီ VPN လေးပေါ်လာပါမယ်ဒီ VPN လေးကို download ဆက်ပေးတာနဲ့ကျွန်တော်ရဲ့ Telegram ထဲကိုဝင်လိုက်ပါကျွန်တော်ရဲ့ Telegram ထဲမှာ VPN မှာ free အသုံးပြုဖို့အတွက် QR code နဲ့ file လေးရေးချထားပေးပါတယ်။အဲ့ဒီတော့နေပြီး channel တက်ကနောက်ခုတက်ကတစ်ခုခုကိုယူပြီးတော့အသုံးပြုနိုင်ပါတယ်။ကျွန်တော်ဆိုရင်ဒီမှာဒီမရှိတဲ့စင်ကန်နဲ့အသုံးပြုပြထားတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းလုပ်ကြည့်ပါကျွန်တော်လုပ်ပြီးသွားလို့ရမှကျွန်တော်ပြန်နေပေးတာခဲ့တဲ့အတွက်ကျွန်တော်ရဲ့ page လေးကိုလည်း follower လေးလုပ်ခဲ့ပေးပြီးကျွန်တော်ရဲ့ video လေးကို like and share လေးနဲ့ပုံပေးပါအောင်နော်ဒီနေ့ video လေးကလောက်ပါပဲနော် bye bye